Children can I Chisada Gathering Zadimi Bando the town is saying Tanshino Jubilee Chibare Tanshino Jubilee Ma Judy Puero Myogo Jimba Kejabavi Jimba Nizebe Chibare so the Judy Puero Myogo Jubilee of the War Education Guatemala Senga Kinyaye Jubilee Go Migate Tinoha Guatemala Ma Jimbani Shinibane Judge of the game Gabra Diego Yuchen Piana the Jubilee of the Education Kinyaye Jubilee Go Diego Gabra Tengane Jimbani Chimchibare Serial the weather of Jimbare Chinkama, Tuja or Tibirago, Duncan Yabazo, so to the king, Pinyati Yado, Tongamia, Pinyago, Lungango Luxon Yado, Shesamania, Usonia Lumia, Alum Piachi, Tongira, Tujaza Kanaya Shibuyan and Red. Jururi Sudan Yachime Tibare. Tipinya Jubilee Nema Juria Yamini Leo Saliva. Education is a new name for peace. Kinya Yesura Nyan Ye Name Tibet. Ninya Yachin Kinya Yego Tisaba Together to the Alo Ninya Dada Lubangu Kwesi Ninya Dayado Tida Winchingo for some Kinyamane So Ninya Dada Midazu Ninya Dayado Lubangu Kwesi Ninya Dada Tida Winchingo for some Yama Chadiga Chinga only the Kukida education Kenya Yeha Diga Jade. No education, no future of the society. Kenya Ye machine, Lubang Lubwesi Nagasura machine. Chiriamo Diago, Timmy Bidina, Mikadri Dinaha, Guatemala, Mashijaba, Vivier Danimiari, Go, Kenya Ye, Diga Jamago, Hosono Tim, Computer Tim, Dipina Jubilee, Chimba, Chimba, Chimare. Chiriamo Dine, Chego Miviana, Kenya Ye, Diga Jamu. Kenya Tin Yachin, Gambo Shimu, Dropping in a Padavina, Euro, Yama, Zagama, New Yojava, Pina Shio Lumuko, Pina Yen, Puella Tim, Kenya Lo Odi Mishi, to the young Lady Cheria, Jogo, General Buamari, General Miva Mari. 2 years ago, in that logo, fishing company, Yamia Chile. Chodiano today, the Machijado, Tomutona, Tangamania, near you any Chinkama, Pina Tinguinia in Suraha, Tongirove. So near you any Chinkama, Johnny Guinia in Suraha, Tongirove. Kini Nagago for some Yare, Gondomia, Kikala, Chinikarunga, Guru Johnny Gizare, the Chuleve, Chini, Johnny Gizare, Kinya Tinu Gizare. So, Nikalari,
ကြာလာတဲ့အချိန်ခါမှာအရွယ်ရောက်လာတဲ့အချိန်ခါမှာလူပေါင်းလူဖွဲ့စည်းကိုဥဆောင်ရသောခေါင်းဆောင်များဖြစ်လာကြတယ်။ဒါကြောင့်မလို့ငယ်ရွယ်တဲ့အချိန်ခါမှာပညာသင်ခွင့်ရတယ်ဆိုတာဟာကောင်းကြီးတော့ပဲကျေးဇူးတော်ပဲစွတ်တာကိုကျွန်တော်တို့တွေတန်ဖိုးထားကြပါစို့ဒီနေ့ပထမကျမ်းမှာဒါနီယဲနဲ့သူ့ရဲ့တငယ်ချင်းတို့ရောက်ငယ်ရွယ်တဲ့အချိန်ခါမှာနေဗုခဒ်နေဇာရဲ့နန်းတော်မှာအလုပ်လုပ်နိုင်ဖို့ရန်အတွက်နန်းတွင်မှာအလုပ်လုပ်နိုင်ဖို့ရန်အတွက်သူတို့ကိုပညာသင်ပေးတယ်ဆိုကျွန်တော်အားလုံးသိကြတဲ့အတိုင်းဣသရေလမျိုးများတွေဟာဘာဘီလုံကိုဖော်ဆောင်ခြင်းခံရပါတယ်နေဗုခဒ်နေဇာခေတ်မှာဆိုသူရဲ့မိဘများကြီးပန်သွားတယ်အဲ့ဒီချိန်ကမှသူတို့ငယ်ရွယ်တဲ့ဒါနီယဲနဲ့သူ့ငယ်ချင်း၃ယောက်ကိုဆိုဘီနေဗုခဒ်နေဇာရဲ့နန်းတော်မှာခါစားဝင်နေဖို့ဒီနည်းအားဖြင့်လွတ်လုံနေဖို့သူတို့ကိုပညာသင်ပေးတဲ့ဆိုဒီချိန်ကမှသာသဝေယများကိုလည်းပဲသူတို့ကိုကျွေးတယ်ဒါပေမဲ့လို့ဒါနီယဲနဲ့သူ့ဖို့၃ယောက်ကငယ်ချင်း၃ယောက်ကစပီမင်းများတိတ်ခင်းတော်တဲ့စွမ်းစာတွေဖြတ်သူတို့မှာသူတို့စီကံရှိတယ် vegetarian သူတို့အသာမစားဘဲနဲ့သူတို့ပညာကိုသင်သွားကြတယ်နောက်ဆုံးအတန်းကြောင်ပြီးသွားတဲ့အချိန်ခါမှာစစ်ဆေးတဲ့အချိန်ခါမှာအခြားသောကျောင်းသူကျောင်းသားများတွေချက်ဆယ်စမကပညာတော်တယ်ဆိုတော့နောက်ဆုံးမှာသူတို့ကိုဘေးရဲ့နန်းတော်မှာခါစားခွင့်ပြုတယ်အလုပ်လုပ်ကိုင်ခွင့်ပြုတယ်မှုတော်ထမ်းဆောင်ခွင့်ပေးတယ်ငယ်ရွယ်တဲ့အချိန်ခါမှာပညာသင်ခွင့်ရတယ်ဆိုတာဟာကျေးဇူးတော်ပဲဆိုငယ်ရွယ်တဲ့ဒါနီယဲနဲ့သူ့ရဲ့မိတ်ဆွေတငယ်ချင်း၃ယောက်ငယ်ရွယ်တဲ့အချိန်ခါကတကယ်ကိုချိန်ကောင်းယူပြီးတဲ့နောက်ပညာသင်ခဲ့တယ်ဆိုဒီဟာဒီလိုတွေ့မြင်ရသောအရာများဖြစ်တဲ့ဒီလိုပညာသင်ယူတဲ့အချိန်ခါမှာဘုရားရှင်ရဲ့တကူတော်ကိုအားထုတ်တဲ့ယုံကြည်တဲ့အခုနကပြောတဲ့ပြီးတဲ့အထောက်ပံ့တွေဟာပြင်ပကနေပြီးတော့အရာများဖြစ်တယ်ဆိုတော့သူတို့ယုံကြည်တာပညာရဲ့အရင်းကဘုရားသခင်ဖြစ်တဲ့ the wisdom ဆိုရမလို့သူတို့တွေနဲ့ထာဝရဘုရားကိုကိုယ်ဝယ်ယုံကြည်အားကိုးပြီးရနောက်ပညာကိုသင်ယူတဲ့ကျူးကျွန်ချက်မြတ်သူများဖြစ်လာတယ်ဆိုဒီနေ့အေဝံဂေလိကျမ်းမှာလည်းပဲမုဆမရဲ့အလူသင်္ဃာမပြသွားထက်တဲ့ယေရှုခရစ်တော်သူ့ကိုချီးမွမ်းတယ်သူ့မှာရှိတာလေးကိုအကုန်လုံးပေးလိုက်တယ်ဆိုတခြားလူတွေကရှိတဲ့အရာတွေကိုရှံပြီးတဲ့နောက်ပြီးတယ်ဒါပေမဲ့လို့ဒီလိုဆုမဟာသူ့မှာရှိတာတွေကိုအကုန်လုံးပေးတယ်ဒီနည်းအားဖြင့်ဝတ္ထုပစ္စည်းပေါ်မှာအခြေခံပြီးရည်တည်သောရှင်သန်မှုမဟုတ်ဘဲနဲ့ညီတိုင်သက်ရှိမှုမဟုတ်ဘဲနဲ့ဘုရားရှင်ရဲ့တကူတော်၌ဒီနည်းအားဖြင့်ဘုရားရှင်၌ယုံကြည်အားကိုးနေထိုင်သောအသက်ရှင်ခြင်းဖြစ်တယ်။စေရမလို့ဒီနေ့ဒီချက်တွေကိုမြင်ပြီးရနောက်ကျိုးတို့အားလုံးဒီပဋိင္ကေသာသနာမှာဆက်ပြီးရနောက်ဒီပညာရေးဝန်ဆောင်မှုပညာရေးလုပ်ငန်းများတွေကိုလှုပ်ဆောင်ကြပါစို့။သာသနာပြုဖြစ်တဲ့ကချမှတ်ထားတဲ့ဒီပညာရေးလမ်းစဉ်တွေကိုဆက်ပြီးရနောက်ဒီစိတ်မှမှာပေါ်ဆောင်ကြပါစို့။ဆိုတဲ့ချိန်ခါမှာပညာရေးဟာပဋိင္ကေသာသနာရဲ့အနာဂတ်ပဲဖြစ်တယ်။ကျိုးတို့ဘာသာဝင်သားသမီးများပညာတတ်မှတ်မှုအရည်အသွေးဟာပ
တိန်ကဲဥတဏ္ဍာရဲ့အနာကအရေးအသွေးပဲဖြစ်တယ်ကျွတ်တို့ဘာသာဝင်သာသမီများပညာတတ်မြောက်မှုအရေးအတွက်ဟာပတိန်ကဲဥတဏ္ဍာအနာကရဲ့တာဝန်ကိုထမ်းဆောင်ရမယ်ခေါင်းဆောင်များရဲ့အရေးအတွက်ပဲဖြစ်တယ်ဆိုတော့အရေးအတွက်နဲ့အရေးအသွေးအဲ့နှစ်ခုကိုကျွတ်တို့တွေပူးတွဲပြီးရနောက်အနာဂတ်တစ်ခုကိုတည်ဆောက်ကြရအောင်ငယ်ရွယ်သောတန်ငယ်သမီးငယ်များပညာသင်ခွင့်ရပါစေကျောင်းနေခွင့်ရပါစေ No child left behind ဘယ်ကလေးမှပညာကျောင်းမနေရပဲမရှိကြရဘူးကလေးတိုင်းကျောင်းနေခွင့်ရပါစေငယ်ရွယ်တဲ့အချိန်ခါမှာကျောင်းနေခွင့်ရတယ်ဆိုတာဟာကောင်းကြီးတော့ပဲ